လေးချက်ပြောနေရ အလုပ်ရှင် ဟော sorry ရပါတယ် Grace ပါနင်းတငယ်ချင်းကငါတို့ဘလို့ထင်သွားလဲသမီးစားလို့ထင်သွား အဲ့ကောင် အိမ် dress ပုံ Grace ခေါ်တာဘယ်ကချမ်းသာချင်တာဗော ငါမင်းလုံးသမျှကိုယူတယောက်လိုနေခဲ့ပြီခုချိန်ထိမမြင်ချင်အောင်မသိချင်အောင်စောင့်ပေးနေကြတာ မင်းလည်းမင်းကောင်လည်းအောင်ထဲအောင် သူကငါထပ်ပို့ပြီးကြောက်ဖို့ကောင်း ဒီဘက်လက်ရအောင်ငါပြောနေတယ်မင်းလည်းပါဆိုင်လို့ မင်းပတ်စံရရင်ဘာမဆိုလုံးဆက်လိုက်တွေပါတောက်လို့ပါလားပြောပါဦးဘာရင်များစိတ်ညစ်စရာရှိနေလို့ မရှိပါဘူးမအမဟာမဟုတ်နော်ကျွန်တော်ကိုယ်ကိုဝယ်ထား